Hello အားလုံးပဲ Happy New Year ပါဒါကလုံးဝ2026လုံးဝဒီနေ့ကလုံးဝပထမနေ့ပေါ့နော်ပထမဆုံးနေ့အဲ့ဒါကမှကျွန်တော်ကဒီကျွန်တော်ရဲ့2025တော့အမှန်တမ်းပြောလို့ရှိရင်အလုပ်ဒီပဲစူးစမ်းပြီးလုပ်ခဲ့ပြီနဲ့2025တော့ကျွန်တော်စာနဲ့ပတ်သက်ပြီးတေချာမလုပ်ဖြစ်ဘူးပေါ့နော်အဲ့တော့ဒီ2026မှာကျွန်တော်ရဲ့ land ဒီစာကိုတင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အချိန်အများကြီးသုံးခြင်းနဲ့ပြီးတော့ဒီစာပိုင်းမှာတေချာပြန်ပြီးတော့လုပ်ချင်တယ်ပေါ့နော်အဲ့ဒါကြတော့ဒီလောဆယ်ကကျွန်တော်ကဒီဘိုင်းမှာ hospitality နဲ့ပတ်သက်ပြီးအလုပ်လုပ်နေပါတယ် sorry ပေါ့နော်ဒါလုံးကကျွန်တော်ရဲ့ပထမဆုံး blog ဖြစ်မယ်ပထမဆုံး YouTube မှာတင်တဲ့ blog ဖြစ်မယ်တကယ်တော့တင်ရတဲ့ video ချက်ကလည်းဒီ monetization တွေပတ်သက်ရောက်ပြီးဘာနဲ့ဘာမှမဟုတ်ဘူးပေါ့နော်အဓိက video ချက်ကဒီတခြားသူကိုပြန်ပြီးတော့ကိုယ့်ရဲ့information တွေဒီ knowledge တွေကိုပြန်ပြီးတော့မျှဝေရဲဆိုတာထက်ကိုပဲကျွန်တော်ကဒီ2026မှာဒီနေ့နှစ်စတဲ့ပထမဆုံးနေ့မှာဇန်နဝါရီ1ရက်နေ့ကနေစပြီးတော့ကျွန်တော်စာလုပ်မယ်အဲ့စာလုပ်တဲ့ဟာကိုအမှတ်တရအနေနဲ့တင်ထားခြင်းတယ်2026အဆုံးမှာ2026ဒီဇင်ဘာ31stမှာကျွန်တော်ဘယ်လိုပြောင်းလဲသွားမလဲပေါ့အဲ့ဒါကိုကျွန်တော်သိချင်တယ်အဲ့တော့ဒီကတော့ကျွန်တော်အလုပ်ချိန်ကကျွန်တော်ကိုလုပ်နေတာကဒူဘိုင်းမှာ hospitality industry မှာ waitress အနေနဲ့လုပ်နေတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အလုပ်ချိန်ရမ်းများတယ်10နာရီလုပ်ရတယ်မနက်8နာရီသွားပြီးတော့ညနေ6နာရီမှပြန်ရတယ်ပေါ့နော်အခုရေမှုချိုးပြီးတော့အခုဖျားတရားလေးလုပ်ချင်တဲ့အတွက်ကြောင့်ဒီနေ့ဖျားတရားလေးစလုပ်ဖြစ်တယ်အခန်းရွတ်တယ်အဲ့တော့အခုကကျတော့အဲ့ဒါတွေအကုန်ပြီးသွားပြီအိမ်နဲ့လည်းဖုန်းပြောတယ်ဒါကျွန်တော်2026မှာကျွန်တော်ပို့ပြီးတော့live ကိုအလုပ်အိမ်ပဲမဟုတ်ဘဲနဲ့live ကိုwork life balance ဖြစ်တာမဖြစ်တာခဏထားလိုက်အောင်ပေါ့နော်အတိတ်ပဲရှိရည်လေးဘယ်လိုဖြတ်တန်းလဲပေါ့နော်ပြောမှဆိုရင်အလုပ်တွေပဲလုပ်တနေ့နဲ့တနေ့ကုန်သွားအချိန်တွေကုန်သွားအဲ့လိုမျိုးမဖြစ်ချင်တော့ဘူးမဖြစ်ချင်တော့ဘာလုပ်လို့ရမလဲပေါ့အဲ့တော့ကျွန်တော်ကကျွန်တော်အကြောင်းကိုပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်ကအမျိုးဖန်မှာ2019ကနေစပြီးတော့နောက်ဆုံးနှစ် first semester ထိပြီးထားဂျာမန်မီဂျာနဲ့ပြီးထားပါတော့ဒါပေမဲ့ second semester မှာဒီကိစ္စတွေပေါ့ကျွန်တော်နိုင်ငံရဲ့ဒီ covid တွေကိုဒီ covid တွေရောကိစ္စတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နောက်ဆုံးနှစ်ကို second semester မပြီးဘူးပေါ့နော်အဲ့တော့ပွဲလည်းမရဘူးပေါ့အဲ့တော့ပြောမယ်ဆိုရင်ဂျာမန်စာနဲ့ကနည်းနည်းစိမ့်သွားတဲ့အထဲမှာပါနေပြီကိုကလည်း PVCC ပြန်မလုပ်ဖြစ်ဘူးpodcast ဒီနားထောင်နဲ့စာရည်လည်းကြည့်ဖြစ်တယ်ဒါပေမဲ့ဒီ expression ဘိုင်းမှာကမပြောတာကြာလာတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအားနည်းသွားတယ်ပေါ့နော်ဥပမာတကယ်လို့အခုကဒီနိုင်ငံခြားမှာလည်းရောက်တဲ့အတွက်ကြောင့်ကို industry မှာတခါလေဂျာမန်လူမျိုးတွေတွေ့တယ်ပေါ့နော်တွေ့တဲ့အချိန်မှာတော့မှပဲဒီကိုဖစက်ကနေပြီးတော့expression လုပ်ဖို့အတွက်ကိုကမရဲနေဘူးဥပမာကကျွန်တော်ကိုရီးယားကရမ်းကြည့်တယ်ကျွန်တော်ကအင်္ဂလိပ်စကားပြောတယ်โอเคအဲ့တော့ထားပါတော့အင်္ဂလိပ်စကားပြောရမယ်ဆိုရင်ကျွန်တော်မှာကြောက်စိတ်မရှိဘူးမမကျွန်တော်ပြောထွက်တယ်ပြောလဲပြောနိုင်တယ်ရှင်းပြပဲဖြစ်ဖြစ် customer လာပဲဖြစ်ကျွန်တော်မှာကြောက်စိတ်လုံးဝမရှိဘူးကျွန်တော်အကုန်လုံးရှင်းနိုင်တယ်ပြောနိုင်တယ်အဲ့ဒါကိုရီးယားကတကယ်တင်တော့တင်မထားဘူးဒါပေမဲ့ကိုရီးယားကိုကဒီစာကြည့်ရပဲစာကြည့်တဲ့အပိုင်းမဟုတ်ဘဲနဲ့ဒီစကားကြည့်တယ်စကားတွေကြည့်တယ် drama တွေကြည့်တယ် drama ကြည့်တယ်ပြီးတော့ကျွန်တော်က K-pop လည်းကြိုက်တဲ့အတွက်ကြောင့်ဒီ K-pop ကိုရဲ့ idol တွေရဲ့ video တွေကိုကြည့်တယ်ပေါ့နော်သူတို့ရဲ့ interview ဖြစ်ဖြစ်ကြည့်နေတာနေပြီးတော့ကြာပြောမယ်ဆို input များတယ်ပေါ့ကွယ်စာအနေနဲ့မဟုတ်ဘူးစာဖတ်တာလည်းမဟုတ်ဘူးဒါပေမဲ့အကြားများတယ်ပြီးပါဇက်ကပြောထွက်ဖို့လည်းမကြောက်ဘူးအဲ့တော့ကြာဒီကိုရီးယားတွေလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနှုတ်ဆက်တဲ့အပိုင်းတွေပါဆိုရင်ကျွန်တော်အနေနဲ့မခက်ခဲဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကတကယ်တော့ဂျာမန်စာကို3နှစ်ခွဲလောက်သင်လာတယ်ဒါပေမဲ့ဂျာမန်စကားနဲ့ပတ်သက်လို့ရှိရင်သိတယ်
ဟာလေသူတို့ပြောနေတဲ့ဟာတောင်သိတယ်ဒါပေမဲ့ကျွန်တော်ရဲ့ပါဇက်ကနေပြောထွက်ဖို့ခက်အဲ့တော့အခုကဘာလို့ချင်တာလဲဆိုတော့ဒီ2026မှာထားပါတော့ကျွန်တော်မှကျွန်တော် niveau ရှိရလေအဲ့တော့ဘယ် niveau ရအောင်မယ်ညာ niveau ရအောင်မယ်အဲ့လိုမဟုတ်ပဲနဲ့ဘာဖြစ်ဖြစ်တစ်ခုခုလှုပ်ဖြစ်သွားအောင်လှုပ်ချစ်ချင်တယ်အဲ့ဒီလှုပ်ခဲ့တဲ့ဟာကိုလည်းကျွန်တော်ကဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကအဲ့လိုတစ်ခုခုကိုဥပမာကွာဘယ်လိုပြမလဲကျွန်တော်ကြောင်းတက်ထားလိုက်ကြောင်းတက်ရင်ဆရာမအစားလုပ်ခိုင်းတယ်အဲ့ဆိုကျွန်တော်စားလုပ်တယ်နောက်က push ရှိလို့ရှိရင်လှုပ်တဲ့ထဲမှာပါတယ်ဒါပေမဲ့အဲ့လိုကိုယ့်အနေကိုလှုပ်လို့ရှိရင်ဒီလှုပ်တဲ့နောက်နေ့မလှုပ်ဘူးဒီနေ့လှုပ်တဲ့နောက်နေ့မလှုပ်ဘူးဒီနေ့လှုပ်လိုက်နောက်နေ့ပျောက်သွားလိုက်အဲ့လိုချစ်တက်တဲ့ထဲမှာပါတယ်ကွာအဲ့တော့ကြာဒီနေ့ကိုစပြီးတော့2026ကနေပြီးစပြီးလှုပ်ကြည့်မယ်ဆိုပြီးတော့တွေးတယ်ပေါ့နော်အဲ့လိုတွေးတဲ့အချိန်မှာဒီတိုင်းလှုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်သိကြပါတရက်လှုပ်လိုက်ပျောက်လိုက်ဖြစ်မှာကိုအကြောင်းကိုသိရကွာဘာလို့လဲအဲ့ဒီအလုပ်ပင်ပန်းတာကြောင့်လည်းပါတယ်အလုပ်ပင်ပန်းတဲ့အတွက်ကြောင့်ဒီခါလေးတက်လို့ရှိရင်အိမ်ပြန်ရောက်ရင်တော့ပြစ်ပြီးလှည့်ပြစ်ချင်တဲ့ထဲမှာပါတယ်ကွာပြစ်ပြီးလှည့်ပြစ်ချင်တဲ့ဒီအိပ်ပြစ်ချင်တဲ့ဒီအဲ့လိုစိတ်တက်ကြတဲ့နေမျိုးတွေပင်ပန်းတဲ့နေမျိုးတွေရှိရတော့အဲ့လိုမျိုးနေတွေဖြစ်လာရင်တော့ကိုကတိပေးတဲ့အနေနဲ့ဘယ်လိုမျိုးလုပ်လို့ရမလဲပေါ့အဲ့တော့ကျွန်တော်စဉ်းစားတာကထားပါတော့ကျွန်တော်ကို YouTube မှာကျွန်တော်ဗီဒီယိုတွေဒီနေ့နေ့တိုင်းတင်မယ်နေ့တိုင်းတင်မယ်အနည်းဆုံးဒီနေ့မှာတစ်ပုတ်တော့ကျွန်တော်လုပ်ဖြစ်ကိုလုပ်ဖြစ်ရမယ် reading ပဲဖြစ်ဖြစ် listening ပဲဖြစ်ဖြစ်writing ပဲဖြစ်ဖြစ် speaking ပဲဖြစ်ဖြစ်တခုခုပေါ့လုပ်ဖြစ်ရမယ်လုပ်တွေးပြီးတော့ကျွန်တော်ရဲ့ learning progress ကိုမြင့်ကျင်တယ်ကွာအဲ့တော့ကျွန်တော်ကဒီဗီဒီယိုလုပ်ဖို့အကြံရတယ်ပေါ့နော်အဲ့တော့အကြံရတယ်လို့ဆိုတော့ဆိုလို့ရှိရင်ကျွန်တော်ကဒီဗီဒီယို content ဖန်တီးတာတွေဗီဒီယိုရိုက်တာတွေနဲ့လုံးဝမရင်းနေတဲ့လူမျိုးပေါ့နော်ဆိုလို့ရှိရင် editing လည်းမလုပ်တတ်ပါဘူးမလုပ်တတ်တော့အခုတကယ်လို့ editing လုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့မှပဲကျွန်တော်ကဗီဒီယိုနှစ်ခုကိုဟိုဘက်ဒီဘက်ဆက်တာလောက်လုပ်တတ်တဲ့ထဲမှာပါတယ်အဲ့တော့ဘာဖလစ်တာမှလည်းပါမှာမဟုတ်ဘူးဘာမှလည်းလုပ်တတ်မှာမဟုတ်ဘူးလောလောဆယ်ပေါ့နော်အဲ့တော့ဖြစ်နေတော့လေလှုပ်တက်ချင်လှုပ်တက်လာမယ်ပေါ့နော်လှုပ်ဖို့လည်းအင်အားရှိရင်လှုပ်ချင်တယ်ဆိုရင်ဒီဗီဒီယို editing ကောင်းလည်းစူးစမ်းကြည့်မယ်လို့တွေးထားတယ်ဒီနှစ်ထဲမှာလေဒါပေမဲ့ကျွန်တော်ရဲ့အဓိက target ကတော့ကျွန်တော်နေ့တိုင်းစာလုပ်ဖြစ်ချင်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အခုလောလောဆယ်ဒီနေ့အနေနဲ့စမယ်နော်စမယ်ဆိုတော့ကျွန်တော်ဒီနေ့ topic တစ်ခုပြောမယ်ပေါ့ပြောမယ်ဆိုတာတဲ့ကျွန်တော်လေ့ကျင့်မယ်လေ့ကျင့်မယ်ဆိုတော့ဗီဒီယိုကရှည်မယ်ဒါပေမဲ့အဲ့လိုဗီဒီယိုနှစ်ခုလည်းမဆက်ချင်တဲ့အတွက်ကြောင့်ဇက်တိုက်ပဲပြောလိုက်တော့ပြီးရင်ဒီဗီဒီယိုကိုကျွန်တော် upload လုပ်မယ်ဒါပဲကျွန်တော်လည်းမလုပ်တော့ဘူးအများကြီး okay အဲ့တော့ okay တော့ဒီနေ့ဂျာမန်ကိုÜbermisch ပေါ့နော် Übermisch ဆိုပြီးတော့about myself ကိုအကြောင်းကိုပြောတဲ့ဟာကို topic ခေါင်းစဉ်တွေနဲ့ရွေးထားပြီးတော့ကျွန်တော်စာကြောင်း10ကြောင်းပြောမယ်လို့တွေးထားပါတော့အဲ့တော့ပထမဆုံးဒီကြောင်းစပြီးတော့ကျွန်တော်လေ့လာပြောမယ်โอเคနော်ဒါကတော့じゃလုံးဝအခြေခံမယ်ဘာလဲဆိုတော့ကိုယ့်ကိုမိတ်ဆက်ထားပါတော့ hello ich heiße ပွင့်ဦးခင်ဒါကငါနာမည်ကပွင့်ဦးခင်ပါပေါ့ကျွန်တော်နာမည်ပွင့်ဦးခင်ပါဟုတ်လား ich heiße ပွင့်ဦးခင် okay နောက်တစ်ခုက ich heiße လို့လည်းပြောလို့ရတယ်ဒါကငါနာမည်ကကျွန်တော်နာမည်ကခေါ်ဆိုပါကျွန်မနာမည်ကခေါ်ဆိုပါပေါ့မြန်မာစကားမှာဆိုလို့ရှိရင်အဲ့တော့ ich heiße ပွင့်ဦးခင်လို့ရှိရင်နောက်တစ်ခုကဂျာမန်စာကိုဘာလို့လေ့လာတာလဲဂျာမန်စာကိုကျွန်တော်ကအနာဂတ်မှာဂျာမနီမှာအလုပ်လုပ်ချင်တဲ့အတွက်ကြောင့်လေ့လာနေတယ်အဲ့စာကြောင့်ပြောမှာပေါ့နော်အဲ့တော့ ich lerne Deutsch weil ich in der Zukunft in Deutschland arbeiten möchte အဲ့ဒါက ich lerne Deutsch ငါကဂျာမန်စာကိုလေ့လာတယ်ဘာလို့လဲဆိုတော့ weil ich in der Zukunft in Deutschland arbeiten möchte အနာဂတ်မှာဂျာမနီမှာလောက်ချင်တဲ့ကြောင့်ဂျာမန်စာကိုလေ့လာတယ်ဒါစာကြောင်းနှစ်ပေါ့နော်လို့ရှိရင်နောက်တစ်ကြောင်းသုံးကြောင်းမြောက်က ich habe Deutsch bis zum B1 niveau gelernt အဲ့ဒါကဟုတ်တယ်ကျွန်တော်ကကျောင်းမှာတော့ဒီ B1 plus ပေါ့
BI လဲ BI ထိပြီးပြီလို့ပဲပြောကြပါလို့ BI ထိပြီးခဲ့တယ်စာတင်လို့ပြီးခဲ့တယ်ဒါပေမဲ့ခုကြားထဲမှာကဒီစာတေချာမလုပ်ဖြစ်ခဲ့တဲ့နှစ်တွေက9နှစ်လောက်ကိုရှိနေကွာအဲ့တော့ကြာအခုကတော့Aspire လို့ice တော့မဟုတ်ဘူးပေါ့နော်အဲ့လုံးဝအခြေခံကြီးတော့မဟုတ်Aspire လို့ BI ကလည်းမရောက်သလိုလို့အဲ့တော့ကြာကျွန်တော်အခုဘာဖြစ်အခု progress အနေနဲ့ကျွန်တော်စပြီးလေ့လာမယ်ပေါ့ကွာတင် sorry ညမှာကျွန်တော် English စကားပြောတဲ့ထဲမှာလည်းမှားရည်ရှိကြလို့ရှိရင်နားလည်ပေးပါကျွန်တော်ကလုံးဝပထမဆုံးစပြီးတော့အင်္ဂလိပ်စကားကိုလည်းညာသားဖြစ်မပေါအောင်ကျွန်တော်လေ့ချပြီးပြောနေမှာเนาะဒါကလုံးဝကိုပထမဆုံးစလုပ်တဲ့ဗီဒီယိုဖြစ်တယ်အနေနဲ့လည်း excited ဖြစ်နေတယ်စိတ်လှုပ်ရှားနေတယ်အကြောင်းမလို့စိတ်လှုပ်ရှားနေတယ်ပြီးတော့ဒီကင်မရာမှာစကားပြောရဲဆိုတာကျွန်တော်လည်းလုံးဝမရင်းနှီးတဲ့အရာပေါ့နော်အဲ့တော့စကားအမှားတွေအများကြီးပါနိုင်ပါတယ်တောင်းပါပါတယ်ပြီးတော့ဒါကလုံးဝကိုပြန်ပြီးတော့ကြည့်ဖို့အတွက်ဒီတစ်နှစ်တည်းမှာဘာတွေလုပ်ခဲ့တယ်ဆိုတာကိုကြည့်ဖို့အတွက်ပဲတင်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်အများကြီးတော့ဒီဗီဒီယိုကနေပြီးမျှော်မှန်းထားစေချင်ပါဘူးတခုတော့ရှိပါတယ်ဘာဖြစ်စေချင်လဲဆိုရင်တော့ကျွန်တော်ဒါမျိုးလုပ်နေလဲပေါ့အဲ့တော့ကျွန်တော်ဗီဒီယိုဝင်မကြည့်ရင်တော့သူတော့ဒီကောင်မလေးတော့ဒါမျိုးကြီးလုပ်နေတာပဲငါလည်းဒီနေ့စပြီးစာလိုက်လုပ်ကြည့်လိုက်မယ်ဆိုပြီးတော့တွေးပြီးတော့စာလိုက်လုပ်ကြည့်မယ်ဆိုရင်တော့လုပ်ကြည့်စေချင်တယ်ဒါပါပဲအများကြီးမတွေးနဲ့ပါဘူးဂျာမန်စကားကြီးလည်းမှားနိုင်တယ်တဖြည်းဖြည်းနဲ့တော့ကျွန်တော်ရဲ့အတန်တော့ပဲဖြစ်ဖြစ်စကားလုံး rich ဖြစ်တာပဲဖြစ်ဖြစ်စကားလုံးဒီကျွန်တော်စာလုံးတွေမှာပို့ပြီးတော့တိလာပဲဖြစ်တော့တဖြည်းဖြည်းနဲ့ကျွန်တော်အနေနဲ့လည်းထူးခြားလာမယ်လို့ကျွန်တော်မျှော်လင့်နေပါတော့365ရက်ပြမထူးခြားကြမရှိအဲ့တော့လုံးမယ်လို့ပြောတယ်ပါနော်ခုလောလောဆယ်တော့လုံးဝအတင်းထားโอเคအဲ့တော့ဒီကြောင်နောက်စာကြောင်တောင်းတယ်ပေါ့နော်အဲ့တော့ yes beginner each video Joyce straight pure straight ဆိုလန်းတယ်ဒါကြတော့အခုကကျွန်တော်ကဂျာမန်စာကိုအစလိုက်ပြန်ပြီးတော့လေ့လာနေပါပြီပေါ့ဒါက yes beginner each video Joyce straight pure straight ဆိုလန်းโอเคဒါနံပါတ်4စာကြောင်ပေါ့နော်နံပါတ်5ကကြတော့ in your 5000 sessions message you study my Joyce profession ဒါက2026မှာကျွန်တော်ဂျာမန်စာရေးချင်းကိုတိုးတက်အောင်လုပ်ချင်တယ် in years 5000 expensive Mr. Ishmael George Ferguson okay နံပါတ်6ကကြ Ich möchte flüssige Sprechen und selbstbewusster sein ဒါကြဂျာမန်စကားကိုပို့ပြီးတော့ပြောတဲ့ချင်းနဲ့ fluent ဖြစ်ပြောတဲ့ချင်းနဲ့ကိုယဉ်ကျေးမှုပိုရှိစေခြင်းပိုရှိခြင်းပါတယ် Ich möchte flüssige Sprechen und selbstbewusster sein okay Nummer 9 jeden Tag lerne ich neue Wörter und Sätze lesen jeden Tag lerne ich neue Wörter und Sätze lesenကျွန်တော်တည်နေစာကြောင်းတည်ကိုလေ့လာမယ်ပြီးတော့လေ့လာတယ်နံပါတ်10က ich mache videos on my Deutsch zu üben ဂျာမန်စာလေ့ကျင့်ဖို့အတွက်ဗီဒီယိုတွေပြုလုပ်မယ်ပေါ့နော်နံပါတ်9ကကြတော့အမှားလုပ်တာတွေကတဲ့လေ့လာမှုရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ကျွန်တော်ပြောဖို့တခုချန်နေလို့ကျွန်တော်ဘယ်လိုလေ့ကျင့်တာလဲဆိုတော့ ChatGPT ကျွန်တော် topic တစ်ခုပြောလိုက်တယ်ပေါ့နော်ပြီးတော့သူ့ကိုဒီနေ့လေ့ကျင့်ဖို့အတွက်စာကြောင်း10ကျွန်တော်ထုတ်ခိုင်းပြီးတော့ကျွန်တော်အဲ့ဒါလေးကိုပြန်ပြောကြည့်ရတာပေါ့နော်ဘာဖြစ်နေလဲဆိုတော့ကျွန်တော်အခြေအနေကမသိဘူးလားဆိုတော့လည်းမဟုတ်သိတာဆိုတော့လည်းမဟုတ်ပြောရလားဆိုတော့လည်းမဟုတ်အဲ့တော့မပြောတတ်ဘူးလားနားမလည်လားဆိုတော့လည်းမဟုတ်အဲ့လိုပုံစံဖြစ်နေပေါ့နော်ခုမှဆိုကျွန်တော်တို့ဂျာမန်စာလေ့လာနေလို့ဆိုသိမယ်ကွာ easy ဂျာမန်တို့ဘာလို့သိအဲ့တော့ easy ဂျာမန်တို့ဘာလို့ကတချို့လုံးဝeyes as fine singer video တွေဆိုလို့ရှိရင်ကျွန်တော်ကြည့်မယ်ကျွန်တော်နားထောင်မယ်ဆိုရင်နားလဲတယ်ကွာဒါပေမဲ့အဲ့တော့ဂျာမန်တယောက်နဲ့ကျောင်းတဲ့တော့ communicate လုပ်နိုင်တာပေါ့အဲ့လောက်ဒီနေ့ရဲ့ဂျာမန်စကားက strong ဖြစ်လာအဲ့တော့ကြားတယ်အဲ့လိုမျိုးဆိုရင်တော့လည်း strong မဖြစ်
အဲ့တော့ကျွန်တော်အဲ့ဒါကိုပြင်ချင်တယ်ကျွန်တော် strong ဖြစ်ချင်တယ်ဒါ1 by 1လုံးဝ fluently ပြောချင်တယ်ကွာတဲ့လားပြကျွန်တော်မှနောက်ထပ်အိမ်မက်လေးရှိရပါတော့အဲ့တော့ကျွန်တော်အိမ်မက်ကဒါမှကားတာရခဲ့မယ်တိတိကျကျရခဲ့မယ်ဆိုလို့ရှိရင်တော်တော်နီးစပ်သွားမယ်အိမ်မက်မျိုးတွေပေါ့နော်အဲ့လိုမျိုးရှိရဆိုတော့ကျွန်တော်အဲ့လုပ်ချင်တယ်အခုနံပါတ်9ပေါ့နံပါတ်9ကဒါအမှားလောက်တာကလေ့ကျင့်မှုတစ်စိတစ်ပိုင်းဖြစ်ပါတယ်တဲ့အဲ့တော့ failures and finish I time das lens okay နံပါတ်10က Danke das to my video and shot ကျွန်မရဲ့ video တွေကိုကျွန်တော်ရဲ့ video တွေကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ပေါ့နော်ဒါက Thank you das to my video and shot das do my video and shot okay ဒါဒီနေ့လေ့လာ10ကြောင်းပေါ့နော်နောက်တစ်ခါဘာအော်လေးချက်ချစ် Hallo ich heiße Funken ich lerne Deutsch weil ich in der Zukunft in Deutschland arbeiten möchte ich habe Deutsch wissen wie ein Niveau gelernt jetzt beginne ich wieder Deutsch Schritt für Schritt zu lernen im Jahr 2026 möchte ich mein Deutsch verbessern. Ich möchte flüssiger sprechen und selbstbewusster sein. Jeden Tag lerne ich neue Wörter und Sätze. Ich mache Video, um mein Deutsch zu üben. Fehler sind für mich ein Teil des Lernens. Danke, dass du mein Video anschaut. ကျွန်တော်ဒီနေ့လေ့လာတယ်10ကြောင်းပေါ့နော်ဟုတ်ပါပြီကျွန်တော်စာကိုပြီးရင်တော့3ခါလောက်ထပ်ပြီးလေ့လာမယ်ပေါ့နော်ခေါင်းထဲမှာပြန်ပြီးဆွဲအောင်ဒီလေ့လာမယ်3ခါမဟုတ်ဘူးကျွန်တော်ခေါင်းထဲမှာပြန်ပြီးဆွဲအောင်ဒီမှာပါတယ်vote စကားလုံးတွေပြောကြတာစာကြောင်းဖွဲ့စည်းပုံတွေ grammar တွေကျွန်တော်တစ်ချက်ကြည့်မယ်ဒါပေမဲ့ video ထဲမှာတော့ထည့်မလိုက်တော့ဘူးအဲ့လိုဆိုတော့ကျွန်တော်ကဒါကို record တစ်ခုအနေနဲ့ပဲတင်ထားချင်တာပေါ့နော်။ကြာထည့်တော့မရိုက်တော့ပါဘူး။အဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်နေ့ကြာလို့ရှိရင်နောက်ထပ်ဒီဂျာမန်စကားကိုပို့ပြီးတိုးတက်အောင်လုပ်မဲ့ plan တွေကခေါင်းစဉ်တစ်ခုအောက်မှာကျွန်တော်ဗီဒီယိုတစ်ခုထပ်ပြီးတင်မယ်လို့တွေးထားပါတယ်။အဲ့တော့အားလုံးပဲ choose whisper